အုံးတစ်ပြက်စီလေးထိုးပြမယ်ဗျကျွန်တော်တို့ကအုံးပြက်စီလုပ်ငန်းမလုပ်ပေမဲ့ကျွန်တော်တို့အုံးပြက်စီလေးလုပ်ပြပါမယ်ကျွန်တော်ငယ်တော့ဒါတွေကကျွန်တော်ဖိုးဖွားရေးလက်ထက်ကလေးကလုပ်ခဲ့တဲ့လုပ်ငန်းတွေဆိုတော့ကျွန်တော်လည်းမှတ်မိတရားရောတော့ရှိတော့လုပ်ကြည့်ပါမယ်ကျောရှိမှာဒီပေါ့နော်ပြက်စီထိုးတဲ့အမြင်လေးလည်းရှိနေရတယ်ထိုးလိုက်ပါမယ်အဲ့မိုးလေးပဲလိုရဗျမိုးလေးတဲ့ကိုကျွန်တော်တို့ကျိုးလေးချောင်းထည့်မယ်အုံးတန်လေးကိုခောက်ပြီးထည့်ပဲဆိုရင်အုံးပြက်စီကအလွယ်တကူရတယ်ဗျအချိန်လက်စလက်နာလေးတော့လိုတယ်ပေါ့နော်ကျွန်တော်ဒီမှာလက်စမမှန်တဲ့ခါကျတော့ပြက်စီလေးကကျိုးတူကျဲတဲ့လေးတော့ဖြစ်နေတယ်ဒါပေမဲ့လှဲလို့ရတဲ့အနေထားလေးရတဲ့အထိကျွန်တော်ထိုးဖြစ်သွားပါတယ်မိတ်ဆွေတို့လည်းကျွန်တော်နဲ့တူတူဆက်လက်ကြည့်ရှုလို့ရပါတယ်အုံးဆန်အမြင်ပေါ့နော်ဒီအုံးဆန်အမြင်ကတော့ကျွန်တော်တို့အုံးကုန်ရဲ့တလုံးကိုထူးဆက်ပေါ့နော်ဆက်ကို special လုပ်ပြီးကျွန်တော်တို့ကထိုးရတာထိုးလိုက်တဲ့အခါမှာဒီလိုအမြင်အကျော်ကြီးပဲရအောင်ထုတ်ကြတာဗျပြက်စီလုပ်တဲ့အမြင်ကလေအဲ့လိုအရှည်ကြောကြီးပဲရအောင်ထုတ်လိုက်တယ်ထုတ်လိုက်တဲ့ဟာနဲ့ကျွန်တော်တို့ကပြက်စီလုပ်တာပါပုံမှန်အမြင်တူတွေဆိုဒါကလုံးလို့အနှုတွေလို့လုံးလို့မလွယ်ဘူးအုံးဆန်အကျော်ပေါ့နော်ကျိုးကျစ်တဲ့ဒီလိုအမြင်တက်အရှည်အကျော်မျိုးပဲတီးတန့်ထုတ်ပြီးတော့ပြက်စီလုပ်ထားတာပါဒီလိုလုပ်ငန်းတွေကခုနောက်ပိုင်းတော့မရှိဘူးတော့မပြောရှိတော့ရှိနေသွားပြီတဲ့အတော်လေးကျွန်တော်လည်းမလုပ်တော့ဘူးဆိုတာကဈေးခွက်ကြောင်လည်းပါတယ်ပေါ့နော်တရုတ်ကပြက်စီတွေကကျွန်တော်ထက်လည်းဈေးသက်သာပြီးတော့နည်းနည်းပေါ်ပေါ်မျိုးဝင်လာတဲ့အခါမှာပြည်တွင်းရဲ့လက်မှုလုပ်ငန်းတွေကအခုလိုမျိုးပဲတိမ်ပြုတ်ပျောက်ကွယ်သွားတဲ့ပုံစံလိုဖြစ်သွားတာပေါ့နော်သို့တော့ကျွန်တော်တို့လည်းဘာပဲပြောတော့ဒါလေးတွေကတော့အမှတ်တရရှိအောင်ပေါ့နော်ဗီဒီယိုလေးအနေနဲ့ကျွန်တော်ကိုယ်တိုင်လုပ်ပြပြီးတော့မိတ်ဆွေတို့ကိုတင်ပြပေးလိုက်တာပဲဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်နဲ့အတူတူဆက်လက်ကြည့်ရှုပေးပါကျွန်တော်10ကျော်တက်ရွယ်တော့လုပ်ခဲ့ဖို့မယ်အခုချိန်တော့ကျွန်တော်လည်းမမှတ်မိတလောက်ဖြစ်နေရောရောင်ဝါးဝါတော့ဖြစ်နေပေမဲ့ကြိုးစားလုပ်ခဲ့ပါတယ်မိတ်ဆွေတို့ဘူတူတအနေနဲ့ပြဝေပေးခြင်းတဲ့သဘောပါခုဆိုရင်ဒီစီတွေကပြီးလို့နီးဖြစ်ပါပြီခင်ဗျကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့တိမ်ပြို့ပြောက်ကွယ်လို့နီးဖြစ်နေတဲ့ဒီတဘာဝပေါ့နော်ဒီအုံးထွက်ပစ္စည်းနဲ့ဒီလက်မှုလုပ်ငန်းလေးတွေအကြောင်းကိုကျွန်တော်မျှဝေပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းလေးတွေကိုလည်း support ပေးရဆိုရင်မိတ်ဆွေတို့ like follow လေးလုပ်ခဲ့ပေးကြပါဦးဒီလိုမျိုးပြည်တွင်းထုတ်ကုန်လေးကိုလည်းအားပေးဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ like follow လေးလုပ်ခဲ့ပါ